ဘာရပူစားရှာလေအကစားသမားလေမဟုတ်ပါလေလေဟိုယူနိုင်ဒီခွဲရလေဟိုတန်းပိုင်းတို့အောက်သူတို့တကယ်ယူရံကြီးဒီလိုရမ်းလာတော့လေဟောဟုတ်လားမိုးတန်ခါကိုလိုက်နောက်တယ်ဆိုဟိုအဲ့ဆရာကပြောလေလူတငယ်ချင်းကိုလည်းပြောတယ်ကြောင်လန်ကြားတယ်ကြောက်ထဲမှာဘာကြီးလဲပြန်တပါအဲ့ဒါလေးဟိုအဲ့ပါဆေဘိုဒီရှင်ဟုတ်တယ်ဘို့အဲ့ဒါနင်ပြောမှသူပေးသွားအော်ဆရာအကစားဆရာဒီချက်တွေတဲ့ဘောကြတဲ့လူကိုနေတေးသေးချာချာစိုက်ကြည့်တာပြီးရင်သူ့ရဲ့စိတ်ကိုဖမ်းချုပ်နေခိုင်းရင်တဲ့အတိုင်းသူ့အမိတ်ပေးကြကောင်းတယ်ဒီမှာလေးလက်ပေးလိုက်တော့မယ်ဆရာရဲ့ဆရာကျမကိုကြောင်လေးလက်ဆောင်ပေးတဲ့နေရာစားပြီးကျမလေးဆရာကိုမကြောင်တော့ပါဘူးမျိုးစီရမှာဒီပါအားစားရည်ရလုံနေနေအောင်စာလေးပါလေးလောက်အောင်နော်။ဒါနင်းရဲ့ပထမနေရာငါတက်ဖြစ်တယ်။မိုးတန်ငါ့ကိုပြောဦးတယ်อ่ะ။သူတဘောကြတဲ့မိန်းကလေးကသွားဖြူရမယ်။ရုပ်ချိုးရမယ်။စာလဲတော်ရမယ်။မိုးစင်းမှာကျွန်တော်စာအုပ်တုပ်တွေ့လို့တီချာတို့ခံကျောင်းသားရဲ့စာအုပ်တော့ကျွန်တော်လာပေးရအောင်။ဩအေးပေးလေ။သူ့ဖို့စိတ်ရုပ်ဟန်လို့တကယ်မဟုတ်ငါရဲ့ ring အစုပ်ဖလို့ဒီထဲအကြောင်းအရန်ချစ်တတ်တာအဲ့ဒီကကြောင်ပေါက်စလေးကိုပူချစ်ဟိုကြောင်မချစ်ဆံပါနဲ့ဒီချက်တော့ကြောင်ဆိုရင်အရန်မုန်းတာဒီဘောပင်ကညီမဘွားတော့ဘလောက်ရေးကြလဲအရေးချင်းရအောင်ယူတယ်ဟာရှင်ကျမလည်းကိုလွတ်လေဘာလို့သေးတယ်လို့ထင်ဟာဟေးသူ့ဘောပင်လို့ပြောနေပြန်ပေးလိုက်ပေါ့မပေးဘူးကွာမင်းဘာလုပ်ချင်ဘောပင်တစ်ချောင်းနဲ့နင်ဒီလောက်တောင်ဖြစ်ဖို့လိုလို့လားငါလာရောက်မလားဆိုနင်ဘာဖြစ်သွားမလဲ1 go 2 camp 3 ready boy ငါတော့ကတော့လေတယောက်ဆိုရင်တယောက်ပဲရိမ့်မယ်မင်းနဲ့ငါနဲ့တအိမ်နဲ့အတူနေနေလို့ဆိုဒီဘတို့မပြောဘူးကျွန်တော်ကိုယ်တိုင်ဆွဲသွင်းတော့ဆင်မငါတောင်းတာကသူ့နှလုံးသားသူပေးတာသူ့ရဲ့ဝစီဒီဝစီကိုငါဘာလုပ်ရမှာလဲလို့တော်တော်တုံးနေဆက်ရအင်းမလေးဆရာကိုယ်တိုင်ကဒီဝစီလေးကိုလက်ဆောင်ပေးခဲ့တယ်ဆိုတော့ဆရာကိုတတိယတိုင်းဒီဝစီလေးကျမမှုန်နေမယ်နော်ညာအဲ့ဒါကြောင့်မို့နင်းငါ့ကိုမခေါ်ချင်တာဘူးနင်တော့ရှို့နိုင်တာအဲ့လိုမဟုတ်မင်းလေးဖြစ်မရှက်ဘူးလားဟိုဘာကိုရှက်ရမှာလို့ရှစ်မကြားဘူးလားကြိုက်မရှက်နိုင်မရှက်ငတ်မရှက်တကယ်ကြီးဘာမှရှက်စရာမလိုဆက်လို့ဟိုလေနေအိတ်ချာစာချုပ်ကိုထုတ်လိုက်စမ်းယောနင်ဒီစာချုပ်မှာလက်မှတ်ထိုးဒါမှစာချုပ်ဟဲ့နင်စာမဖတ်တတ်ဘူးလားလက်ထပ်စာချုပ်လေငါဘာလို့လက်မှတ်ထိုးရမှာလဲမထိုးဘူးအေးနေအဲ့စာချုပ်မှာလက်မှတ်မထိုးဘူးဆိုရင်နင့်ကငါဒီချားနဲ့ထိုးမှာနော်ထိုးရင်နင့်ကထိုးမှာနော် Like, comment, and subscribe.